အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံဘန်ကောက်ကြောက်ဖျားမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ဝက်အာရွန်ဘုရားကျောင်းပဲဖြစ်ပါတယ်ဒီဝက်အာရွန်ဘုရားကျောင်းကအမြင့်ပေ80မီတာရှိပြီးအနုစိတ်လက်ရာဒီဇိုင်းများကြွေတယ်များပင်လယ်ခရုကွန်တို့ဖြင့်အလှဆင်ထားတာကြောင့်နေအောင်ကြချိန်တွင်ဖူးမြော်ရသူပေါင်းအားကြည်နူးမှုရရှိစေမှတည်ကြပါတယ်ဒီအာရွန်ဘုရားကြီးကျောင်းကိုသိရလောက်ပြောပြရရင်1968ခုနှစ်အယုဒ္ဓယကြာဆုံးပြီးချိန်မှာအယုဒ္ဓယနေပြီးတော့အုတ်ချုပ်ရည်ပြိုကွဲသွားပြီးစစ်သူကြီးတပ်စင်းကအယုဒ္ဓယကနေဘန်ကောက်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။အဲ့ဒီချိန်ကတော့ဘန်ကောက်ဆိုတာမရှိသေးပါဘူး။ထိုအချိန်ကစစ်သူကြီးတပ်စင်းနားခိုရတဲ့ဒီဖျားကြီးရဲ့နေရာတစ်ဝိုက်မှာမြို့တီနန်းတီကျန်းရန်ဆုံးဖြတ်ပြီးမြို့ကိုတွန်ပူရီမြို့လို့အမည်ပေးခဲ့ပါတယ်။ဒီဖျားကြီးကိုလည်းပြန်လဲမုံမြန်တီဆောက်ရန်ဂတိကဝတ်ပြုကဆူတောင်းခဲ့ပါတယ်။နိုင်ငံရေးစစ်ရေးမြို့တီနန်းကြီးကိစ္စများနဲ့အလုံးစုံပြည်စည်းမှုမရှိခဲ့လိုက်ပါဘူး။ထိုမှတစ်ဆင့်1982 1809ခုအထိခေတ်ကာလတွေကူးပြောင်းလာတဲ့အချိန်မှာအာရွန်ဘုရားကြီးဟာတိမ်မြုပ်သွားရာကနေ1909ခုနှစ်ရာမနှစ်ဘရင်နတ်တက်လာချိန်တွင်မူလမြင့်16ပေရှိရာကနေ81မီတာအထိပြုပြင်မိုးမှန်ရန်စီစဉ်ခဲ့ကြပြန်ပါတယ်။ဒါပေမဲ့နိုင်ငံရေးခြေနေရရာမနှစ်ဘရင်လက်ထက်မှာလည်းဘုရားကြီးဟာပြည်စည်းမသွားခဲ့ပါဘူး။1824ခုနှစ်ရာမ3ဘရင်နတ်တက်လာချိန်မှစ၍9နှစ်ကြာတိဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ပြီး1851ခုနှစ်တွင်အလုံးစုံပြီးစီးသွားခဲ့ပါတယ်။ Temple of Down လို့လူသိများထင်ရှားတဲ့ဒီဝက်အာရွန်ဘုရားကြီးရဲ့နာမည်အပြည့်စုံမှာဝက်အာရွန် Ratchet Yawaram ဖြစ်ပါတယ်။ထိုင်းဘက်ကြီးငွေ30တန်တွင်အာရန်ဘုရားပုံပါရှိတာကြောင့်30ဘက်တန်ဘုရားဟုလည်းလူသိများကြပါတယ်။အာရွန်ဆိုတဲ့အမည်ကတော့ဟိန္ဒူနတ်ဘုရားအာရုဏမှဆင်းသက်ပြီးအဓိပ္ပာယ်ကနေထွက်ရောင်ကြီးလို့အဓိပ္ပာယ်ရပါတယ်။ဒဏ္ဍာရီဆန်ဆန်ဘာသာရေးဆိုင်ရာရုပ်ထုများကိုစုပေါင်းထည့်သွင်းကဥကောင်းသုံးလုံးအေယာဝန်စင်စည်းနေသောဟိန္ဒူနတ်ဘုရားတရားမင်းအင်းယုတ်တုနတ်လူများလည်းပါဝင်ပါတယ်ဖះကြီးရဲ့ပက်လယ်မှာလည်းဇေဒီရန်၄စုတည်ရှိပါတယ်လှပတော်အစဉ်တစားများကဖះဘူးလာရောက်သူများကိုရင်သက်ရှုမောစီမိတာတော့အမှန်ပါကာလကြာမြင့်လာသည်နှင့်များဒီဝက်အာရန်ဖះကြီးကဘာသာရေးနေရာတစ်ခုသာမကထိုင်းနိုင်ငံကြီးကျွယ်ဝသောယဉ်ကျေးမှုအမွေအနှစ်များ၏တင်ကေတတစ်ခုလည်းဖြစ်လို့နေပါတယ်လို့ပြောကြရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲဆုံးသက်ပြရသည်ခင်ဗျာ